ဒီနေ့မှာတော့ Xavier ရဲ့ Color Skin က Scale Effect တွေဘယ်လောက်တောင်လှလဲဆိုတော့ကျွန်တော်အနေနဲ့ပြပြပြပဲဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးပြ Scale Effect လေးကိုတစ်ချက်လောက်အရင်ဆုံးကြည့်မယ်ကျွန်တော် Basic လေးကိုအရင်ကြည့်လိုက်မှာနော် Basic ကဘယ်လိုသွားမလဲဟောရဲ့ဘာအမွှေးလေးနဲ့ဖြစ်တာ Basic ကလည်းမစိုးဘူးဒါပေမဲ့တခုထူးခြားတာကဘာလဲဆိုတော့သူ့ရဲ့တောင်ပန်လိုဘာလို့ဝိတ်ယုံတွေ့မှာလားတော်မိုက်တဲ့အထဲမှာပါတယ် Color Skin ဖောင်းမယ်ဆိုရင်တော့မှဒီ Skin ကိုယူမယ်ဆိုရင်လုံးဝမိုက်တဲ့အထဲမှာပါတယ်ဗျာ Scale 1လေးကိုကျွန်တော်တစ်ချက်လောက် show မယ်တိုင်းလို့ Scale 1ပဲရောအားရဘိုင်းနဲ့ပြစ်လိုက်တာလေဟုတ်လေညက်မွေးလို့ပုံစံမျိုးကြီး brother ကိုတစ်ချက်ချက်တော့ down မွေးလို့ဗျာကျွန်တော်အဲ့လိုမျိုးဟာနဲ့ပြစ်လိုက်တာဗျာအဲ့ဆိုကျွန်တော် Scale 2လေးကိုတစ်ချက်လောက် show လိုက်မယ် Scale 2က Scale 2ကဘာဖြစ်မလဲScale 2ကဘလို့ပုံစံမျိုးလဲဆိုတော့ကျွန်တော်တို့ဂိတ်တကားကြီးပွင့်လာသလိုပဲဗျာတော်တော်မိုက်တယ် Scale 2ကလည်းကျွန်တော် Scale 1နဲ့2ကိုကျွန်တော်တွဲပြီးတော့သုံးကြည့်လိုက်မယ်ဒီကနေထွက်လာတဲ့ချိန်ကြီးကပါတယ်တော်တော်မိုက်တယ် brother ပြီးတော့ကိုဂျိုတော့စောက်တာမကြပါမယ်ဗျာဒီစကင်ကသူ့အနေထားနဲ့သူတော့တော်တော်မိုက်တယ်ဒါဆိုကျွန်တော်တို့ anime လေးကိုတစ်ချက်လောက်ရှိုးမယ်ဗျာအိုးဟိအောင် Scale Effect ကြီးကဘာမှကိုပြောစရာမလိုဘူး brother ကို color skin ဆိုတဲ့အတိုင်းမှာတော်တော်မိုက်တဲ့ထဲမှာပါတယ်ဟောဟိအောင်ကြီးတော်တော်ကိုလှတဲ့ထဲမှာကိုပါပါတယ် anime ကြီးကနော်ဘေးကတော့တောင်တန်းတွေပါပါတယ် brother သိလားနော်တော်တော်ကိုမိုက်တယ်ဒီစကင်ကိုဝယ်တင်လာဆိုတော့ဝယ်တင်တဲ့ထဲမှာပါပါတယ်တော်တော်ကိုအဖက်လာတယ်လေအဲမှာလည်းပါတဲ့ကြောင့်မလို့Xavier player တွေရှိရဆိုတော့ကျွန်တော်အနေနဲ့ဝယ်ဦးပြောချင်ပါတယ်ဒါကတော့ customer ကျွန်တော် scale လေးတွေကိုစမ်းပြပေးထားတာပဲဖြစ်ပါတယ်ပွဲထဲမှာရော scale effect တွေကဘယ်လောက်ထိစမလဲဆိုတာကျွန်တော်နဲ့အတူတူနောက်ဗီဒီယိုမှာ like ကြည့်ပေးဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ